ကောင်းလဲကောင်းတယ်ကောင်းလဲမကောင်းလို့ပြောရမလားမသိကောင်းလဲကောင်းတယ်ဆိုတော့ရတဲ့ရှိကိုလည်းဒါရိုက်ရောက်ရတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်မှုအတွက်တော့ကောင်းတာပေါ့စီးပွားရေးဘက်ကလှည့်တွေ့ရင်တော့ကိုရီအတွက်ဘာမှတော့အလူပညာကိုပဲရှင်းလိုက်ရတယ်ကိုရီအတွက်တော့ဘာမှမကြံဘူးပေါ့အဲ့ဒီဟာလေးတခုတော့တိတ်မကြိုက်သေးဘူးပေါ့နော်မကော်ရောငယ်ငယ်တုန်းကတော့အခွေထွက်တယ်ဆိုရင်အကျိုးမြတ်ကတော့ဆိုတဲ့အလူပညာရှင်မှာအောင်မြင်မှုလည်းရတယ်ငွေကြေးအနေနဲ့လည်း producer တွေအနေနဲ့ပြန်ရတယ်ဒါမျိုးလေးတွေရှိတယ်ဒီဘက်ခေတ်မှာတော့ဂီတမှာအဲ့လိုမရှိသေးဘူးပေါ့ရှိသေးပဲနဲ့ပြည့်တဲ့တိရအောင်ကိုဒီလိုအင်တာနက်ကိုဒီလိုမျိုးဖြန့်ချီကိုပဲအားကိုးရတဲ့ဟာမျိုးဖြစ်နေတဲ့အခါကျတော့ဒါကအင်တာနက်ကိုပဲတိကျွမ်းတဲ့ပြည့်တဲ့လောက်ပဲနားထောင်ပြမှာဟုတ်မကော်တို့ငငယ်တော့ကြာရုပ်လက်အမျက်မြွေးအဲ့လိုမျိုးနားထောင်ရတဲ့ခေတ်ကိုအဲ့ဆိုတော့အဲ့ဒါလေးကတော့ကောင်းလည်းကောင်းတယ်ကောင်းလည်းမကောင်းဘူးပေါ့ဒီတက်တော့ကျေပြန့်လာစေချင်တာပေါ့ဟုတ်မကော်လည်းအဲ့လိုပဲလုပ်ရအောင်ပါပဲလေဘာလို့လဲဆိုတော့ခုရာတွေနဲ့ဒီလိုမျိုးကျေပြန့်ဖို့တော့ကလည်းဒီလိုပဲနောက်ဆုံးတော့ဒီလိုပဲအားကိုးရအောင်ပါပေါ့နော်ဘာလို့လဲဆိုတော့ဂီတလောကအဲ့လိုကြီးဖြစ်လာတာပေါ့အဲ့လိုကနေပြီးတော့ပြည့်တဲ့သိအောင်ပဲလုပ်ရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ဒါကတော့အမှန်တကယ်နိုင်ငံတော်လုပ်ပြီးတော့လွယ်မယ်လို့ထင်တာပဲเนาะအမှန်တကယ်တော့လေတကယ်ဥပဒေကိုကြီးတင်းကြပ်လို့ရင်တော့ဖြစ်မယ်ထင်ပါတယ်ဘာပဲပြောအခုလောဆယ်ဘတ်စကားတွေကြည့်ပါတယ်နောက်ဆုံးဖိုင်တယ်မှာဒီလိုပဲပြန်ဖြစ်တာပဲစစ်စလောက်ခါစားတော့ဟုတ်ပဲအခုကျတော့မကော်တို့ချိန်မှာအခုပဲဒီကိုမနှဲမောင်းလာခဲ့ရတယ်ဟိုကန့်လန့်နေထိုးပြီးရက်တော့တာပဲဟိုအခုချိန်ကြီးလုံနေတော့ပဲဆိုတော့ဟိုဟာပေါ့ဟိုဒီဟိုသူတို့ပေးတဲ့ဟိုဟာတွေကိုပဲမကြောက်တာလားကိုရီဗမာတွေကပဲဟိုအမှုဖြစ်လာရင်လည်းမကြောက်တာလားဘာလည်းမပြောတတ်တော့အဲ့လိုဥပဒေကလည်းနည်းနည်းလေးတင်းကျပ်မှုကကိုရီဗုဒ္ဓဘာသာတွေကနည်းနည်းရော့တယ်လေရော့တယ်ဆိုတော့သူများတော့တိတ်ညာတော့အဲ့လိုမျိုးတွေပေါ်မှာတော့ရှိတာပေါ့ဟုတ်ဖြစ်စေချင်တဲ့ဆန္ဒတော့ခုမြန်မာပြည်ကိုအကောင်းဆုံးဖြစ်စေချင်တာပေါ့ခုတွေလည်းရက်စေချင်တာပဲဘတ်စကားတွေလည်းစီကန်းနေနဲ့တက္ကစီတွေလည်းစီကန်းနေနဲ့လူတွေလည်းစီကန်းနေနဲ့ဖြတ်စေချင်တာပေါ့အားလုံးဟုတ်မကော်နေနဲ့အပြင်းထူတယ်မမြီယာမှာသူကသူအချိန်ကိုရက်ပြက်နဲ့လှုပ်သွားတယ်မကော်နေနဲ့အခွေလေးတစ်ခွေလုံးနေတာတကယ်ဟိုမှာ6နှစ်တောင်ကြော်သွားပြီအဲ့တော့မကော်အပြင်းထူတာလည်းပါမကော်စိတ်မပါရင်လည်းမလုပ်ချင်တော့အဲ့နဲ့စိတ်မပါလို့ပြစ်ထားရပေါ့နော်ဒီနေ့လောက်ပြောပြန်လာပြီဒီနေ့မိုးရင်းတော့ဆိုပဲလို့စဉ်းစားတာပဲဟုတ်တော့ပွဲတွေပါလို့ရှိသေးတာအခုလို့တကြံပြီးတာဘာမှမရှိသေးဘူးဟုတ်ဟောမကောတော့တိတ်ဟိုနှစ်30ကျော်လာပြီဆိုတော့လေတိတ်တော့ဒါလိုအထွေထူးတော့လည်းမဟုတ်ပါဘူးဒါပေမဲ့လည်းအခုချိန်ဒီအားပေးနေပြည်သက်ကတော့ရင်ထဲမှာအမြဲတမ်းဟိုမမေ့ပါဘူးအမြဲတမ်းလည်းညက်တာပို့နေတာဒါညက်တာရဲ့အကျိုးကိုလည်းပြန်ခံစားရတယ်လို့ထင်ပါတယ်မကောတော့ဟုတ်